တခါတလေမှာကိုယ်အလေးစားရဆုံးနဲ့အချစ်ရဆုံးလူတစ်ယောက်ဟာတကဘာလုံးမှာလက်ညှိုးထိုးခံရတဲ့လူသက်သမားတစ်ယောက်ဖြစ်သွားနိုင်တယ်ဆိုတာကိုသင်ယုံကြည်နိုင်ပါမလားဇလန်းဆဆချင်းမှာပဲတောက်ပနေရဲ့စင်ပင်းထက်ကနမဲကြီးအိုက်ဒေါ်တယောက်ရဲ့ဘဝဟာတညတာအတွင်းမှာပဲငရဲလိုအမောင်ထူးထက်ကိုကျဆင်းသွားပုံနဲ့စတင်ထားတာသူဟာပရိသတ်တွေတောင်းဖြာအားပေးရတဲ့ထိတ်တန်းကျယ်ပွင့်တူဦးဖြစ်ပြီးမြင်အခင်းဖြစ်ပွားတဲ့ညမှာတော့သူ့အလင်းလင်းနဲ့လူသတ်မှုတစ်ခုရဲ့အထူးတန်တရားရှိသူဖြစ်လာခဲ့ပါတယ်အထောက်ထားတွေအားလုံးကသူ့ကိုပဲလက်ညှိုးထိုးနေပြီးလူမှုကွန်ရက်တစ်ခုလုံးကလည်းသူ့ကိုဖျက်ဆီးဖြစ်ဖို့အစဉ်သင့်ဖြစ်နေကြတာပါဒီလိုအချိန်မျိုးမှာဘယ်သူမှသူ့ဘက်ကရက်တီပေးမဲ့သူမရှိသလောက်ပါပဲဒါပေမဲ့ဒီကြားထဲမှာထူးခြားတယောက်ရှိနေပါတယ်အဲ့ဒါကတော့ဥပဒေလောကမှာနာမည်ကြီးယုံတယ်မကပဲအမှန်တရားကိုပဲရှေ့တန်းတင်တတ်တဲ့အမျိုးသမီးရှိနေတယောက်ပါသူမဟာအမှန်တော့အဲ့ဒီ idol ကိုခိုက်တုံအောင်အားပေးခဲ့တဲ့ fan ကားတယောက်လည်းထင်နေပါတယ်ဒါပေမဲ့သူမရဲ့အားပေးမှုကတာမန် fan ကားတွေလို့ all hit အားပေးယုံတယ်မဟုတ်တော့ပဲအမောင်ချခံထားရတဲ့သူ့ရဲ့အပင်မဲ့မှုကိုတတ်သိဖြစ်ဖို့ထင်လာပါတယ်ဒီစကားလေးကတော့အသစ်ထွက်ရှိထားတဲ့ကိုရီးယားစကားကောင်းလေးပဲဖြစ်ပါတယ် episode 2ကတော့နောက်နေ့ဒီလိုချိန်မှာဆက်တင်ပေးမှာမလို့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်ရအားလုံးကိုကျေးဇူးတင်ပါတယ်